မြစ်တွေဟာမြင်ရကနေနှိမ်ရကိုစီစဉ်တယ်နှစ်တွေဟာငယ်ရကနေကြီးရစီဆွဲခေါ်သွားတယ်ဘယ်သဘာဝတရားကြီးမှအဖေချစ်တယ်လို့တန်းတူညီများမရှိကြဘူးအချိန်တိုင်းထွက်သွားမယ်မှန်တည်နေတဲ့ပန်းတွေကိုမှပြူစုပြူထောင်ပြီးတဲ့ဥယျာဉ်မှုလို့နှလုံးသားနဲ့အဖေလေးနေရလွင့်ပါသွားမှန်တည်နေတဲ့တိမ်တွေကိုမှလှပအောင်ပုံသွင်းပေးတဲ့ကောင်းကင်ပြပြကြီးလို့စိတ်ဓာတ်မျိုးနဲ့အဖေထုံမပြောပြတဲ့စကားလုံးတွေရဲ့နောက်ွယ်မှာထုံမပြပြတဲ့မျက်လုံးတွေရဲ့နောက်ွယ်မှာအဖေရဲ့အပြုံးတွေကလူသားဆန်လိုက်တာအဖေရချစ်ချင်းမြတ်တာကိုတမအာဇီဝကြကြရှင်ပြန်ရတဲ့ပွဲမှာအဖေဟာဒုတိယနေရာမှာပထမဆုံးရခဲ့တယ်အေချမ်းတည်ငြိမ်တဲ့ပတ်ဝန်းကျင်လေးစိတ်ချယုံကြည်ရတဲ့မိတ်ဆွေစစ်တွေနှွေထွေးလုံခြုံတဲ့မိသားစုလေးဒါတွေကဖျားပေးတဲ့လက်ဆောင်ဆိုရင်အဖေလို့ခေါ်ဝင်ရနေခြင်းဟာလေဖျားပေးတဲ့ဆုလက်တစ်ခုပါပဲအဖေ